အားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော် YouTube channel လေးကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့ည update သတင်းတွေနဲ့အားသာပြောင်းရွှေ့တွေမှာဆိုရင်ပထမဆုံးသတင်းတစ်ပုဒ် breaking news ဖြစ်တက်လာတော့ Arsenal အသင်းဟာ Sporting Lisbon အသင်းရဲ့တိုက်စစ်မှုဖြစ်သူကျွန်တော် Victor Gyökeres အတွက်ကိုယူရိုတန်း60 plus အပိုစုချေးများနဲ့ပထမဆုံးတရားဝင်ကမ်းလှမ်းမှုတစ်ချက်ကိုလှုပ်ဆောင်လိုက်ပြီလို့တော့သိရတယ်Sporting Lisbon အသင်းကတိတ်မကြခင်ပါပဲဂျိုဂရက်တဲ့ယူရိုတန်း80ကိုသတ်မှတ်ထားတဲ့အတွက်ပယ်ချလိုက်တယ်လို့လည်းကျွန်တော်တို့နောက်ဆက်တွဲသတင်းတွေကသိရပါတယ်။အာဆင်နယ်အသင်းကတော့ယူရိုတန်း60နဲ့ကမ်းလှမ်းခဲ့တာဖြစ်တော့တရားသည်10ဂိုးနဲ့အထက်ကိုသွင်းတိုင်းအပိုစုချင်းငွေထပ်ဆောင်ပေးမယ်ဆိုတော့ကမ်းလှမ်းချက်နဲ့ပဲဖြစ်ပါတယ်။ Sporting ကတော့ပယ်ချလိုက်တယ်လို့သိရတယ်ပေါ့နော်။ဒါပေမဲ့အာဆင်နယ်ဟာလာမယ့်ရက်ပိုင်းတွေမှာကျွန်တော်တို့နောက်ထပ်ကမ်းလှမ်းမှုပုံစံတွေနဲ့တိုးမြင့်ကမ်းလှမ်းလာမယ်လို့တော့မျှော်လင့်ရတယ်ပေါ့ပေါ်တူဂီသတင်းဌာနနေပြီးတော့ဒီသတင်းကိုဖော်ပြခဲ့တာပဲဖြစ်ပါတယ်ပေါ်တူဂီသတင်းဌာနတကူကနေဖော်ပြခဲ့တာပေါ့နော်ကျွန်တော်တို့နောက်ဆက်တွဲသတင်းအနေနဲ့ကတော့ကျွန်တော်တို့ Man City ကွင်းလယ်ကစားသမားဖြစ်တဲ့ Kevin De Bruyne ဟာအလွတ်နဲ့နာပိုလီအသင်းထံကိုပြောင်းရွှေ့သွားခဲ့ပြီလို့ကျွန်တော်တို့သိရပါတယ်လီဗာပူးအသင်းရဲ့နောက်ခံလူဖြစ်တဲ့ Alexander Arnold ဟာReal Madrid အသင်းနဲ့အတူမိတ်ဆက်ပွဲတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဆက်တမှာပဲနော်ဝေသားပါရမီရှင်ကစားသမားလေးကျွန်တော်တို့ဆာဘရီနီပန်ဟာမန်စီးတီးအသင်းထံကိုပြောင်းရွှေ့သွားခဲ့ဖြစ်ပါတယ်။ဒီကစားသမားလေးကအာဆင်နယ်အသင်းကနဲ့နာမည်နည်းနည်းထွက်ခဲ့တယ်ပေါ့နော်။ ODG လက်သစ်ဆိုပြီးတော့အခုတော့မန်စီးတီးအသင်းကိုကျွန်တော်တို့ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့မန်ယူအသင်းကိုရောက်ရှိUnited အသင်းကိုရောက်ရှိလာတဲ့ကစားသမားဖြစ်တဲ့မတီယန်ခွန်ညာဟာ United ကစားသမားဖြစ်လာဖို့တဲ့ငကိုတွေကအိမ်မက်ရှိခဲ့တယ်လို့သူကတော့ပြောဆိုခဲ့ပါတယ်။ဘောနော်ဒီအင်္ဂလန်ကလပ်တွေထဲမှာဆိုရင် United ကိုသူဟာအကြိုက်ဆုံးလို့ပြောသွားခဲ့ပါတယ်။ဒါကတော့ကစားသမားတစ်တယောက်ရောက်လာတိုင်းပြောနေကြစကားလို့ပဲကျွန်တော်ကတော့ယူဆပါတယ်။ပရိသတ်တွေလည်းသိပါတယ်။တစ်ဆက်တည်းမှာပဲကျွန်တော်ရိုဒရီဂိုဟာနီးပြတဲ့ဇာဗီလွန်ဆိုနဲ့ကျွန်တော်တို့စကားပြောဆိုမှုတွေဆွေးနွေးခဲ့ပြီးတဲ့နောက်မှာအသင်းပြောင်းရွှေ့ကိုအတွက်ကိုစိတ်ဝင်စားတော့ပဲနဲ့ Real Madrid အသင်းမှာပဲနေရာတနေရာအတွက်တိုက်ပွဲဝင်သွားမယ်လို့ကျွန်တော်သိရပါတယ်။ဒါကြောင့်မလို့အာဆင်နယ်အသင်းနဲ့ရိုဒရီဂိုရဲ့ဇာတ်လမ်းကတော့တခန့်ရက်ခဲ့ရွေးဖြစ်ပါတယ်။လက်လောဒီခုညရတဲ့ update သတင်းတွေကိုကျွန်တော်တို့တင်ဆက်ပေးကြရဖြစ်ပါတယ်။ကြည့်ရှုပေးခဲ့သူတယောက်ချင်းစီတော့ကျေးဇူးတင်လျက်ပါအားလုံးကျေးဇူးတင်ပါတယ်။